Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဆူရင်ဝဲဖြစ်ပါတယ်ကျွန်တော်အခု Minecraft PVP Arena ထဲရောက်နေရပဲဖြစ်ပါတယ်ဗျဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ Arena ထဲမှာကျွန်တော် mob တွေရဲ့အတိုင်းလူကြီးလောက်သွားမှာပဲဖြစ်ပါတယ်ဗျစိတ်ဝင်စားတွေဆိုရင်တော့ကျွန်တော်တို့အခုပဲဗီဒီယိုလေးကိုစားလိုက်ရအောင် Okay ပထမဆုံး 5 minute ရောက်ကတော့ Mutant Villager နဲ့ Mutant Bordering Zombie ပဲဖြစ်ပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ button နှိပ်လိုက်တော့မယ်ဗျ Let's go Okay ထွက်လာပြီဟိုမှာဟို Mutant Villager တော့ပြေးလာပြီဟိုမှာ Bordering Zombie ကတော့ဟိုဘက်ရွာသူရွာသားတွေတိုက်ခိုက်နေလားမသိဘူးချနေကြပြီ bro ဟို Villager ကတော့ဓာကြီးနဲ့ပိုင်းနေပြီဗျ Zombie ကလည်းသူ့ရဲ့လက်တီးနဲ့ share ပြေးနေပြီဟာ Okay ခုလောလောဆယ်တော့ညီတူညီမျှဖြစ်နေတော့မယ်ဗျ Oh no Villager ရှော့တော့မယ်ဗျ သွားပြီ Villager တည်တော့ပါပြီဗျ Okay နောက်ဆုံးအနိုင်ရရှိသူကတော့ကျွန်တော်တို့Mutant Bordering Zombie ပဲဖြစ်ပါတယ်ဗျ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ Brother တို့အနေနဲ့ဘယ် mob နဲ့ဘယ် mob တိုက်ခိုက်စေချင်လဲဆိုတာ Brother တို့အနေနဲ့ comment အောက်မှာရေးသွားလို့ရပါတယ်ဗျ ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြတာပေါ့ Bye bye